ကြာပန်းမင်းသမီးလေးဟိုးရှည်တော့ငါပေါ့ကွယ်ဘာယနတိပြည်မှာတီဟရာစာဆိုတဲ့ဘရင်ကြီးတစ်ပါးရှိပါတယ်သူမှာခင်ဒေဝီဆိုတဲ့မိဖုရားတစ်ပါးလည်းရှိပြီးတော့တိုင်းပြည်ကိုအေးအေးချမ်းချမ်းနဲ့တရားသဖြင့်အုပ်ချုပ်ပါတယ်ရှင်ဘရင်ကြီးကဖုံတကိုယ်လေးကြီးမားပါတယ်တနေ့မှာတော့ဘရင်ကြီးဟာခရီးထွက်ရင်ရေကန်လေးထဲမှာအရန်ကိုလှပတဲ့ပန်းရောင်ကြာပန်းလေးကိုတွေ့ခဲ့ရပါတယ်အဲဒီကြာပန်းလေးကတခြားကြာပန်းတွေနဲ့မတူပဲအရန်ကိုလှပပြီးတော့တောက်ပနေပါတယ်။အိုးကြည့်စမ်းမအောင်ဘလို့ပန်းမျိုးလဲအရန်ကိုလှပပြီးတော့ထူးခြားတာပဲ။ငါဒီလိုလှပတဲ့ပန်းမျိုးတစ်ခါမှမတွေ့ခဲ့ဘူး။ဘရင်ကြီးကလည်းအရန်လှတဲ့ပန်းရောင်ကြာပန်းလေးကိုနန်းနဲ့ကိုယူသွားလိုက်ပြီးတော့သူ့အိတ်တိတ်အဆောင်မှာထားလိုက်ပါတယ်။မင်းလိုလှပတဲ့ပန်းမျိုးကနန်းတော်ထဲမှာရှိတဲ့နာကန်လေးထဲမှာမရှိတဲ့ဘူး။ငါလည်းခီးထွက်ရတော့တကယ်ကိုပင်ပန်းနေပြီ။ဘရင်ကြီးကမောပန်းပြီးအိပ်ပျော်သွားတယ်။အဲဒီချိန်မှာပဲကြာပန်းလေးကအလင်းရောင်နေထွက်လာပြီးတခန်းလုံးကလင်းထိန်သွားပါတယ်။ပန်းရဲ့အလင်းရောင်ကြောင့်ဘရင်ကြီးလည်းနိုးသွားပါတယ်။ဘရင်ကြီးလည်းအံ့ဩသွားတယ်။ဒါကဘလို့ဖြစ်ရတာလဲ။တခန်းလုံးကလင်းထိန်သွားပါလား။အဲဒီချိန်မှာပဲကြာပန်းလေးကအပေါ်ကိုပြန်ဝင်လာပြီးတော့အလင်းရောင်တွေအရန်ကိုတောက်ပသွားပြီးချက်ချင်းဆိုသလိုအရန်ကိုချုံမွန်လာပါတဲ့မိန်းကလေးတယောက်အဖြစ်ပြောင်းလဲသွားပါတယ်။အဲဒီမိန်းကလေးကတော့တခြားမိန်းကလေးတွေထက်အရန်ကိုချုံမွန်လာပါပါတယ်။ငါဘယ်ကိုရောက်နေရလဲဒီနေရာဘယ်နေရာများလဲအိုးမင်းမချော်လီမင်းကအရန်ကိုလှပါတာပဲဘယ်ကနေလာတာလဲဘရင်ကြီးဟာမင်းမချော်လေးကိုမြင်မြင်ချင်းမှာပဲအရန်ကိုချစ်မြတ်နိုးသွားပါတယ်ဘရင်ကြီးကသူ့ရဲ့မိဖုရားအဖြစ်လက်ခံခဲ့ပြီးတီရာခင်လို့အမည်ပေးခဲ့ပါတယ်ဒီနေ့ကစပြီးတော့မင်းကငါ့ရဲ့မိဖုရားဖြစ်သွားပြီနန်းဆောင်မှာပျော်ပျော်ရွှင်ရွှင်နေနော်မှန်ပါဖေဟာဟွန်းချို့သားချင်းအောင်စောင့်နေလိုက်တာငါနေရာဝင်းလူတာပေါ့လေတခြားတိုင်းပြည်တစ်ခုမှလည်းဘရင်တစ်ပါးရှိနေပါတယ်။ဘရင်ကြီးဒီပတိဟာလောဘကြီးပါတယ်။သူကတခြားတိုင်းပြည်ကိုသိမ်းပိုက်ဖို့ကြံခဲ့ပါတယ်။ဘရင်ကြီးဒီပတိဟာသူ့ရဲ့စစ်တီရဲမတ်တွေကိုလည်းအမိန့်ပေးခဲ့ပြီးဘရင်ကြီးတီဟရာဇာစီကိုသတင်းပို့စီပါတယ်။တီဟရာဇာလည်းသတင်းကြကြားခြင်းမှာဒေါသထွက်သွားပြီးချက်ချင်းပဲပြောဆိုလိုက်ပါတယ်။သူကတကယ်စစ်ဖြစ်ချင်နေတာပေါ့လေ။လောဘကြီးသူကနေစရာမရှိဘူးငါလက်ခံနေ။ချက်ချင်းပဲဘရင်ကြီးဟာသူ့ရဲ့စစ်တီရဲမတ်တွေကိုပြင်ဆင်လိုက်ပါတယ်။တီဟရာဇာရဲ့တပ်ဖွဲ့ကအရန်ကိုအင်အားကြီးပါတယ်။ချက်ချင်းပဲတခြားတိုင်းပြည်ကိုဝင်တိုက်ခဲ့ပါတယ်။စစ်ရေးကောင်းပြီးအင်အားကြီးတဲ့တီဟရာဇာကအနိုင်ရရှိပြီးတော့ဘရင်ကြီးဒီပတိကိုလည်းဖမ်းလိုက်ပါတယ်။ဘရင်ဒီပတိလည်းစစ်ရှုံးပြီးသူ့တိုင်းပြည်ကိုပေးအပ်လိုက်ပါတယ်။တနေ့မှာတော့တီရာခင်ဟာကိုဝင်ရှိလာခဲ့ပါတယ်။ငါမကြခင်မှာကလေးမွေးဖွားတော့မှာပါလား။ဘရင်ကြီးကိုအကြောင်းကြားပြီးတော့ဒီကိုလာခိုင်းလိုက်ပါဦး။မှန်မမိဗျာဘရင်ကြီးကိုအကြောင်းကြားထားပေးပါပြီမကြခင်ပြန်ရောက်လာတော့မှာပါတီရာခင်ကလေးမွေးလာတော့မှာကိုကြည့်ပြီးတော့ခင်တေဝီကမနာလိုဖြစ်နေပါတယ်ငါတီမိန်းမအောင်မုန်းနေမင်းစောင့်ကြည့်နေငါလှုပ်ပြမယ်ငါတို့တခုခုလှုပ်ပြမယ်ဘရင်ကြီးပြန်မလာခင်တခုခုကြားမှာပဲဒီလိုနဲ့အကျင့်မကောင်းတဲ့မိဖုရားဟာတီရာခင်ကိုလှုပ်ကြမှုအတွက်တားဖွားဆရာမနဲ့ဘေးရင်ဆရာကိုအမိန့်ပေးခဲ့ပါတယ်မင်းတို့တီရာခင်မိဖုရားကလေးမွေးလာရင်သူ့ရဲ့ကလေးကိုစွန့်ပစ်ပါပြီးတော့တက်သားကိုကလေးရုပ်အဖြစ်ထုထွင်ထားပါငါအမိန်တိုင်မလို့ရင်မင်းတို့ကိုတေရန်ပေးမယ်မှန်ပါကျွန်တော်မျိုးတို့ဒီညပဲစီစဉ်လိုက်ပါမယ်မကြမီမှာတော့တီရာခင်ကကလေးမွေးလာတော့မှဖြစ်ပါတယ်အမလေးနားလိုက်တာကူညီကြပါအောင်ရှင်ခဏဆောင်ပါမိဗျာမကြမီကလေးမွေးလာတော့မယ်မိဗျာခဏနော်သိခံတော်မူပါမငိုပါနဲ့နော်တီရာခင်ကညင်းညူရင်အတန်ကြာမှာပဲကလေးမွေးဖွားလာခဲ့တယ်မိဗျာသားတော်လေးနှစ်ယောက်နဲ့သမီးတော်လေးတစ်ယောက်ဖွားမြင်ပါတယ်စိတ်မပူပါနဲ့မင်းသမီးလေးကပင်ပန်းနာကြောင့်အိပ်ပျော်သွားပါတယ်အဲ့ဒီအချိန်မှာပဲခင်တေဝီကရောက်ရှိလာပါတယ်ကလေးမွေးလာပြီလားဒီကလေးကိုငါပြောသလိုလားလှုပ်လိုက်မှန်ပါမိဗျာအရာရာအမောင်ရင်မရှိစေနဲ့နော်တိတ်ကြအောင်လုပ်ပါအဲ့ဒီနောက်မှာတော့ခင်တေဝီကအရန်ကိုကျေနပ်သွားပါတယ်ကဲမင်းဘလို့နေသေးလဲကောင်းကောင်းအိပ်ပါမင်းကမိဖုရားမဖြစ်တဲ့ဘူးငါကပဲမိဖုရားဖြစ်တဲ့နာမင်းကငါ့ရဲ့အရှိမရှိတော့မှမဟုတ်ဘူးအဲ့ဒီအချိန်မှာပဲတီရာခင်ကနိုးလာတယ်ငါသားသမီးလေးတွေရောဘယ်မှလဲအိုးအဖသူ့ရဲ့သားသမီးတွေလို့ခေါ်လာပြလိုက်ပါအောင်အကျဉ်းရောက်တဲ့မိဖုရားကတီရာခင်ရဲ့သားသမီးတွေနေရာမှာတင်းငုတ်တော်တွေကိုကလေးဖြစ်ထွင်းထုထားပါတယ်တီရာခင်လေးကြီးကအံ့ဩသွားပါတယ်အိုးကြည့်ပါဦးဒါဘလို့ဖြစ်ရတာလဲဘာလို့တက်တွေဖြစ်နေရတာလဲသားလေးအမေကိုကြည့်ပါဦးသားတို့ငိုတော့မမေကိုယ်တိုင်မြင်ခဲ့တာပါဘာလို့အခုလိုဖြစ်သွားရတာလဲ
အဲ့ဒီအချိန်မှာတော့ဘေးရင်ဆရာကတီတာခင်းရဲ့သားသမီးတွေကိုပုံလေးတဲ့ထက်ကရေနဲ့မျောမလို့လုပ်ပါတယ်။ငါ့ကိုခွင့်လို့ပေးပါမင်းသားလေးနဲ့မင်းသမီးလေးတို့အစိုးတွေကိုကြော်လာနိုင်ပါစေ။ကလေး၃ယောက်ကိုရေထဲမျောလိုက်ပါတယ်။ရက်အတန်ကြာတော့ဘရင်ကြီးကသူ့ရဲ့နန်းတော်ကိုပြန်လာပါတယ်။ဘရင်ကြီးကနန်းတော်ကိုပြန်ရောက်လာတာနဲ့ခင်တေဝီကထွက်ခါကြိုဆိုပါတယ်။ဘရင်ကြီးကလည်းတီတာခင်းကဗမာလဲလို့မေးလိုက်ပါတယ်။တီတာခင်းရောကလေးမွေးပြီလား။သူ့ဟာဗမာလဲပြောစမ်းပါဦး။သူတင်းငုတ်တော်တွေကိုမွေးဖွားလာပါတယ်။တကယ်ကိုမယုံကြည်နိုင်စရာကောင်းပါတယ်။ဟမ်ဒါကဘလို့ဖြစ်ရတာလဲ။မင်းငါ့ကိုလိန်နေရလား။ငါ့အမှန်တိုင်းပြောစမ်းပါ။တာဖွားတာကိုကိုညီပေးတဲ့အစီကံကိုမေးကြည့်ပါ။မလိန်ပါဘူး။သူကတင်းငုတ်တော်တွေမွေးလာပါတယ်။ဟေးတာဖွားတာကိုကိုညီပေးခဲ့တဲ့သူကရောဗမာလဲအမြန်လာစမ်းငါ့ကိုပြောပြစမ်းပါဦး။ဘလို့ဖြစ်ခဲ့တာလဲ။ဘေးရင်ဆရာနဲ့သွားဖွားဆရာမတို့ကမိဖုရားကြီးရဲ့အစီအစဉ်ကိုလိုက်နာကြပါတယ်။အမှန်တိုင်းပြောလိုက်ကြစမ်းဘာလို့တွတ်ဆောင်နေရလဲသူကမွေးလာတာတင့်ငုတ်တော်ပါဖေဟာကျမရဲ့မျက်စိနဲ့မြင်ပါတယ်တကယ်ကိုမလိမ်ညာပါဘူးဖေဟာမှန်လားပါဖေဟာကျွန်တော်မျိုးစစ်စေးကြီးဟာဒါကမကောင်းတဲ့နမိတ်ပါနိုင်ငံတော်ကိုဗယံပရာတွေဖြစ်စေနိုင်ပါတယ်မိဖုရားကိုလည်းထည့်ဆင်စားရမယ်ဖေဟာဒါကတကယ်ပဲလားကဲရဲမတ်တွေငါ့ရဲ့မိဖုရားကိုဖမ်းပြီးတော့အဆုံးစီရင်ဖို့လုပ်စေဒါကတိုင်းပြည်ကိုဥပတ်ဖြစ်စေလိမ့်မယ်အဲ့ဒီအချိန်မှာတော့ကလေး၃ယောက်ကရေမျောလာရင်းနဲ့ကမ်ပါလီရဲ့အနီးကိုရောက်ရှိလာပါတယ်။ခဏကြာတော့တန်ငါသေးလင်မယားကငါးဖမ်းဖို့အတွက်မြစ်ကမ်းမလေးစီကိုထွက်လာကြပါတယ်။အဲ့ဒီအချိန်မှာကလေးငိုတန်ကိုကြားလိုက်ရတယ်။အိုးငါကလေးငိုတန်ကိုကြားရတယ်။ဘယ်ကကြားနေရတာလဲ။နေကင်းကြောင်တောင်တရေ6 လားတော့ဒါတကယ်ဟုတ်ရဲ့လား။ဒီတရေတစ်စီကဘယ်မှာရှိနေရလဲ။ငါတို့ကငါးဖမ်းနေရတော့တေချာကြည့်မှရမယ်။သူတို့နှစ်ယောက်ကတေချာကြည့်လိုက်တာရေထဲမှာမျောလာတဲ့ကလေး၃ယောက်ကိုတွေ့လိုက်ရတယ်။ကလေးချက်တဲ့သူတို့ဇနီးမောင်နှံလည်းအမြန်သွားကြည့်လိုက်ပါတယ်။အိုးကြည့်စမ်းမအောင်ဒီမှာကလေးတွေပါလား။ဒီလိုချစ်စရာကောင်းတဲ့ကလေးတွေကိုဘသူကဒီလောက်ရက်ဆက်တာလဲ။ငါတို့ဒီကလေးတွေကိုကဲတင်ကြမလား။ဒါကဘသူကလေးတွေလဲ။အိုးကြည့်စမ်းသူတို့ကချစ်စရာလေးတွေပါလား။သူတို့ဇနီးမောင်နှံကကလေးတွေကိုပွေ့ချီထားလိုက်ကြတယ်။အိုးကြည့်စမ်းတနာစရာကောင်းလိုက်တာ။ငါတို့မွေးကြမယ်။မဟုတ်ရင်သူတို့လေးတွေတည်သွားလိမ့်မယ်။မငုံနဲ့သားလေးအမေတို့ရှိတယ်အမေတို့သားလေးတို့ကိုကြွေးမေးပြုစုပေးမယ်နော်မငိုပါနဲ့ကလေးရဲ့သူတို့ဇနီးမောင်နှံကကလေးတွေကိုမွေးဖို့ဆုံးဖြတ်လိုက်ပြီးနာမည်ပေးလိုက်ကြပါတယ်ကလေး၃ယောက်ကိုတော့ရာဇာတိဟဒေဝီလို့အမည်ပေးလိုက်ကြပါတယ်တခြားတစ်ဖက်မှာလည်းတီရာခင်ဟာညှဉ်းပန်းနှိပ်စက်ခံနေရပါတယ်ဘယင်ကြီးကအရှင်လက်လက်မြေမြုပ်ဖို့အမိန့်ပေးခဲ့ပါတယ်ငါရဲ့သားသမီးတွေကတက်မုတ်တွေမဟုတ်ကြပါဘူးဒါဘလို့ဖြစ်ရတာလဲငါရဲ့ကလေးတွေမဟုတ်ဘူးအဲ့ဒီအချိန်မှာတော့ခင်တေဝီကအိုးလေးကိုပွေးပိုင်ရင်ရောက်လာပါတယ်။ရေလေးတိုက်ပါနော်။ရေအရမ်းစားတယ်။ရေလေးပေးပါနော်။မင်းရေတောက်ချင်နေရလား။ဒါကိုတောက်လေ။ငါတနာတတ်ပါတယ်။ဒီထမင်းရေကိုတောက်လိုက်ပါ။မင်းတို့ငါယူလာခဲ့တာ။ခင်တေဝီကထမင်းရေပူတွေကိုတီရာခင်ရဲ့ခေါင်းပေါ်ကိုလောင်းချလိုက်ပါတယ်။တီရာခင်လည်းအရန်ပူသွားလို့နာကျန်းစွာအော်လိုက်တယ်။အိုးအရန်ပူတယ်မလုပ်ပါနဲ့။ဘာလို့အခုလိုနှိမ့်ဆက်ရတာလဲ။ငါမှဘာပြစ်မှမရှိပါဘူး။အခုလိုလောက်တာလွန်ပါတယ်။တန်ငါတဲ့ဇနီးမောင်နှံကကလင်း၃ယောက်ကိုမွေးစားခဲ့ကြပြီးတဖြည်းဖြည်းကြီးလာခဲ့ကြပါတယ်။တန်ငါတဲ့ဇနီးမောင်နှံကဆင်းရဲတာကြောင့်ကလေး၃ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝမှာရှင်သန်ခဲ့ရပါတယ်။အိုးတားလီမငိုပါနဲ့နော်။ငါတို့ကောင်းကောင်းကျွေးမွေးနိုင်ပါတယ်။ဆက်ရှင်နဲ့ကြာတော့ကလေး၃ယောက်ကအရွယ်ရောက်လာကြပါတယ်။သူတို့၃ယောက်စလုံးကအရန်ကိုလိမ်မာကြပါတယ်။နေတိုင်းတော့အုပ်လေးတွေကိုသွားပြီးတော့တစ်သီးရှာဖွေကြပါတယ်။ငါတို့မိဘရင်ကဘသူတွေလဲဆိုတာကိုငါသိချင်တယ်။ငါတို့ရဲ့မွေးစားမိဘတွေကလည်းသူတို့မသိကြဘူးတဲ့။ညကငါနန်းတော်ထဲမှာကခုန်နေတယ်လို့အိမ်မက်မှတ်တယ်။ငါလည်းမိဘရင်တွေဘသူလဲဆိုတာသိချင်တယ်။နတ်ပန်းရှာကြရင်ကောင်းမယ်။နတ်ပန်းကဘာပြောတာလဲအကို။သူ့ကမှော့စမ်းနေဘယ်အားမဆိုကြိုတင်သိနိုင်နေ။နတ်ပန်းရဖို့စူးစမ်းသူတွေအများကြီးရှိတယ်။ဒါပေမဲ့ဘသူမှမရသေးဘူး။မင်းသွားချင်နေတာသိကြလား။ဒီလိုနဲ့သူတို့၃ယောက်ဟာတော်ထဲမှာထင်းတွေခုတ်ပြီးတော့အိမ်ကိုယူသွားလိုက်ကြပါတယ်။အိမ်ကိုရောက်တော့တီဟာတို့ကသူတို့ဖြစ်ချင်နေတဲ့ဆန္ဒကိုပြောပြကြပါတယ်။အဲ့ဒါကအန္တရာယ်ကြီးပါတယ်။အမေတို့တော့မသွားစေချင်ဘူး။တေချာစဉ်းစားပါအောင်ကွယ်။အင်းကွယ်သားတို့ကတေချာစဉ်းစားပြီးကြပြီလား။တီဟာတို့၃ယောက်ကစိတ်မပူကြဖို့ပြောကြပါတယ်။အမေတို့စိတ်မပူကြပါနဲ့။သားတို့အန္တရာယ်ကင်းကင်းနဲ့ပြန်လာမှာပါ။အင်းကွယ်ကောင်းပါပြီ။သွားကြပါ။အဆဆရရတော့ခီးယူဆိုင်နော်။အဖိုးဖွားနှစ်ယောက်ကခွင့်ပြုပေးလိုက်ပါတယ်။တီဟာလည်းလိုအပ်တာတွေကိုယူကာတယောက်တည်းတော့အုပ်လေးတွေကိုထွက်လာလိုက်တယ်။ခရီးကအဝေးကြီးကိုသွားရပါတယ်
တီဟာကတော့ခတ်တွတ်သွားနေပါတယ်တီဟာတယောက်အရှိခက်လန်ကိုရောက်လာတော့အနောက်ကနေလက်ကြီးတစ်ဖက်ရောက်လာပြီးလှမ်းဖက်နာကိုခန်းလိုက်ရပါတယ်တီဟာကိုဖမ်းလိုက်တာကအရန်ကိုကြီးမာတဲ့ဘလူးတစ်ကောင်ဖြစ်နေပါတယ်ဘလူးကြီးကအေးဆက်ဆက်ရှင်မောလိုက်တော့တီဟာလည်းကြောက်လန့်သွားတယ်အိုးငါ့ကိုလှုပ်ငါ့အခုလှုပ်စမ်းငါ့ကိုမစားပါနဲ့မင်းကငါ့ရဲ့အစာပဲမင်းကငါမလွတ်နိုင်ဘူးငါ့ကိုလှုပ်ပေးပါအရေးကြီးတာတွေကိုလှုပ်ဆရာရှိပါတယ်တီဟာကတနာစရာကောင်းနေသူ့ရဲ့ဘဝအကြောင်းလေးကိုပြောပြလိုက်တယ်ဘလူးမလည်းတီဟာပြောတာကိုနားထောင်ပြီးတော့တနာသွားတယ်မင်းကငါကူညီပေးနိုင်ပါတယ်ငါညွန်ပြတဲ့ခီးလိုက်တိုင်းသွားပါရတိတပါတွေ့ပါလိမ့်မယ်ဘလူးမကတီဟာကိုလှုပ်ပေးလိုက်ပြီးခဏအကြာမှာပဲရတိတပါစီကိုရောက်လာခဲ့ပါတယ်တီဟာလည်းရတိကြီးကိုအကြောင်းစုံပြောပြပါတယ်နပန်းနဲ့မော်ရီကိုယူဖို့စူးစမ်းတဲ့သူတွေတည်သွားကြတာများတယ်အနေများပါတယ်ကျွန်တော်ကတော့အမေဖေကိုရှာဖို့ရအောင်ရှာကြပါတယ်တီဟာရဲ့စကားကြောင့်ရတိကြီးလည်းစမ်းစားလိုက်ပါတယ်ပြီးတော့ရတိကြီးလည်းကူညီပေးလိုက်ပါတယ်မင်းဒီမော်လက်လက်ကိုယူသွားပါတီဟာလည်းရတိကြီးကိုနှုတ်ဆက်လိုက်ပြီးရက်ပေါင်းများစွာခီးဆက်လာပါတယ်မကြမီမှာပဲတီဟာတယောက်ကိုပေါက်တစ်ခုစီကိုရောက်လာပြီးအပြစ်မှာလည်းလူအယိုးကောင်းတွေရှိနေပါတယ်တီဟာကသူရှာနေတဲ့နေရာဖြစ်မှန်းသိလိုက်ရပြီးဂူဝစီကိုသွားကရတိကြီးပေးတဲ့မော်တုံးနဲ့ရိုက်လိုက်တာဂူတကားကချက်ချင်းပွင့်သွားပါတယ်တီဟာကဂူရဲကိုဝင်လာတော့အထဲမှာလူအယိုးတွေရှိနေပါတယ်တီဟာကမကြောက်ပါဘူးမကြမီမှာပဲတီဟာတယောက်ခလန်းလန်းမှာနပန်းနဲ့မော်ရီထည့်ထားတဲ့အိုးကိုတွေ့လိုက်ရပါတယ်တီဟာလည်းအရန်ကိုပျော်သွားပါတယ်အိုးဒါကငါရှာနေတဲ့ပန်းလေးပဲငါရပြီပျော်လိုက်တာတီဟာလည်းအမြန်ယူကဂူလီတွေကနေထွက်မလို့လှုပ်လိုက်ပါတယ်တီဟာကခတ်တွတ်ဆောင်းလိုက်တာအချိန်မှာနှင်းမြူလိုအဖြူငွေ့တွေနဲ့တရေမပေါ်လာပါတယ်တီဟာကရသေးရဲ့တတိပေးစကားကိုမိသွားတယ်ခလန်းလန်းကိုအယောင်မှာပဲတရေမကအနောက်ကနေလိုက်လာပြီးတော့တီဟာကိုတိုက်ခိုက်လိုက်တာတီဟာလည်းချက်ချင်းပဲလေးကျသွားပါတယ်အခုဆိုရင်တော့တစ်နှစ်ပြည့်သွားပါပြီတီဟာတယောက်မလာတာကြပြီသူဘာဖြစ်နေရလဲမသိဘူးငါတို့သွားရှာကြမလားသူခုဘလို့နေလဲဆိုတာသိချင်နေသူအဆင်ပြေရလားညီမတို့ဘလို့လုပ်ကြမလဲအကိုစိတ်မပူနဲ့ညီမလေးအကိုလိုက်သွားလိုက်မယ်သူနဲ့တွေ့ရမှာပါဒီလိုနဲ့ရာဇာနဲ့ဒေဝီတို့ဟာအိမ်လေးကိုပြန်ရောက်လာတော့အကိုဖြစ်သူကိုသွားရှာမလို့အတွက်မွေးစားမိဘတွေစီမှာခွင့်တောင်းကောင်ရာဇာတယောက်ဒေါ်လာလေးအတိုင်းထွက်လာခဲ့ပါတယ်ရာဇာကတောအုပ်ရဲ့အတွဲဘက်ကိုရောက်တော့ရတိကြီးနဲ့ဆုံခဲ့ရပြီးရတိကြီးကလည်းရာဇာကိုမှုတ်ထုတ်လေးပေးခဲ့ပါတယ်ငါပြောတာကိုမမေ့စေနဲ့တတိထားပါဒီကူကြီးထဲမှာအရန်အနေများတယ်ကွဟုတ်ကဲ့ပါခမကျွန်တော်တတိထားပါမယ်ရာဇာလည်းရတိကြီးကိုနှုတ်ဆက်ကကူကြီးထဲကိုဝင်လာခဲ့လိုက်ပါတယ်ရာဇာကဒီကူကြီးထဲမှာအကိုဖြစ်သူလည်းရှိမှာပဲလို့တွေးမိလိုက်ပါတယ်ခဏကြာတော့ရာဇာတယောက်နှစ်ပန်းကိုတွေ့လိုက်ရတယ်ရာဇာလည်းချက်ချင်းပဲယူကအပြင်ကိုပြန်ထွက်လာပါတယ်အရှိခလာလန်ကိုရောက်တော့ဂူဆောင်တရေမှလည်းပေါ်လာပြီးအပတရရေမောနေပါတယ်ရာဇာတယောက်ရသေးကြီးတတိပေးတာကိုတတိယသွားပြီးခဏမှာပဲတရေမရဲ့ခေါ်တန်ကိုကြားလိုက်ရပါတယ်ငါ့ကိုကယ်ပါရာဇာငါ့ကိုဆောက်ပါကုညီပါရာဇာလည်းအနောက်ကိုလှည့်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲရာဇာတယောက်တရေမတိုက်ခိုက်တာကိုခံလိုက်ရပြီးရာဇာလည်းလေးကျသွားပါတယ်မင်းတို့ကမိုက်မဲတာပဲတညမှာတော့အိပ်ပျော်နေတဲ့ဒေဝီတယောက်အိမ်မက်ဆိုးကြီးကိုမတ်နေပါတယ်အကိုညီမလေးကိုမထားခဲ့ပါနဲ့အကိုမလုပ်ပါနဲ့တရေမအကိုလှုပ်ပေးပါဒေဝီကလက်နိုးလာပါတယ်သူတို့ဘာဖြစ်သွားကြတာလဲငါကိုယ်တိုင်လိုက်သွားရမယ်ဒေဝီလည်းမနဲ့ဆက်စောမှာသူ့ရဲ့မွေးစားမိဘကိုခွင့်တောင်းခဲ့တယ်အဖေနဲ့အမေတမီအကိုနှစ်ယောက်ကိုသွားရှာကြပါတယ်အကိုကိုအဆုံးရှုံးမခံနိုင်ဘူးတမီလိုက်သွားမှရမယ်သူတို့ကယောက်ျားလေးတွေလေတမီကမိန်းကလေးဖေဖေခွင့်မပြုနိုင်ဘူးဟုတ်တယ်တမီလေးအရန်အနေများပါတယ်ကွယ်မသွားပါနဲ့တညမှာတော့ဒေဝီတယောက်အိမ်ကနေခိုးထွက်လာပါတယ်မိုးကလည်းတဲတဲမဲမဲရွာနေပါတယ်ဒေဝီတယောက်တောက်အုပ်လေးတွေကိုရောက်လာတော့ရတိကြီးနဲ့ဆုံပါတယ်ဒေဝီလည်းအဖြစ်ပြက်တွေကိုပြောပြလိုက်တယ်ငါအဲ့ဒီအဖြစ်ပြက်တွေကိုသိပါတယ်မင်းကငါကုညီမယ်မင်းကဒီနှစ်ပန်းကိုရမယ်တယောက်သေးတော့သူပဲမင်းအကိုတွေတော့မအောင်မြင်ခဲ့ဘူးလာပါငါမင်းကိုလိုက်ပို့ပေးမယ်ရတိကြီးကဒေဝီကိုလှိုင်ကူထဲစီပုတ်ပေးလိုက်ပြီးသူကအပြင်မှာစောင့်နေလိုက်တယ်ရတိကြီးကဒေဝီကိုဂူထဲဝင်ခိုင်းလိုက်တော့ဒေဝီလည်းဂူလေးထဲကိုဝင်လန်လိုက်ပြီးတနေရာအရောက်မှာပဲဆုတောင်းလိုက်တယ်အဲ့ဒီအချိန်မှာပဲဒေဝီကနှစ်ပန်းကိုယူလိုက်တာတရေမရဲ့ရေတန်းကြီးထွက်ပေါ်လာတယ်အခုရက်စမ်းအခုရက်လိုက်ဒေဝီကနှစ်ပန်းကိုယူရင်အပြင်ကိုအမြန်ထွက်လာလိုက်တာခေါ်တန်ကိုကြားလိုက်ရတယ်ညီမလေးကုညီပါအောင်ညီမလေးငါတို့မထားခဲ့ပါနဲ့ကုညီပါ
ဒေဝီကတော့ရသေးကြီးရဲ့တတိပေးစကားကိုနားထောင်ပါတယ်။ရဲ့အပြင်ကိုထွက်လာခဲ့တယ်။ရသေးကြီးလည်းဒေဝီကိုပြုံးပြီးတော့ကြည့်လိုက်တယ်။ကောင်းနေမင်းကလေးမင်းလုံးနိုင်ခဲ့ပြီ။ဒါကနှစ်ပန်းတွေလားအဖိုး။အဲ့ဒီအချိန်မှာတော့ရသေးကြီးကနှစ်ပန်းတွေနဲ့ဒေဝီရဲ့ခေါင်းပေါ်ပတ်ဖြန်းလိုက်တယ်။ဒေဝီကချက်ချင်းပဲလှပတဲ့အဝတ်အစားတွေနဲ့ဖြစ်သွားတယ်။ဒေဝီကလည်းအရန်ကိုအံ့အားသင့်သွားတယ်။ရသေးကြီးကမော်ရည်တွေနဲ့ပတ်ဖြန်းလိုက်တာတိတ်ဆုံးပြီးသားသူတွေကအားလုံးအသက်ပြန်ရှင်လာပါတယ်။ဒေဝီလည်းသူ့ရဲ့အကိုနှစ်ယောက်ကိုမြင်လိုက်ရတယ်။အားလုံးကဝမ်းသာသွားကြပါတယ်။နောက်တစ်နေ့မှာတော့ရာဇာနဲ့တီဟာတို့ကနန်းတော်တွေကိုသွားပြီးဘရင်ကြီးကိုအကြောင်းဆုံးသွားလျှောက်တမ်းပါတယ်။ဘရင်ကြီးလည်းထိတ်လန့်ပြီးမယုံကြည်နိုင်အောင်ကိုဖြစ်သွားပါတယ်။ငါကိုယ်တိုင်စောင့်ကြည့်မယ်။အဲ့ဒီအချိန်မှာတော့ဒေဝီကအမေသေဆုံးခဲ့တဲ့နေရာမှာရက်ကမော်ရည်နဲ့ပတ်ဖြန်းလိုက်တာတီရာခင်လေးချက်ချင်းပဲအသက်ပြန်ရှင်လာပါတယ်။သူတို့၃ယောက်စလုံးကမိခင်ကိုအကျိုးအကြောင်းပြောပြကြပါတယ်။အိုးငါသားသမီး၃ယောက်ကထူးချွန်ထက်မြက်ကြတာပဲ။လူကောင်းတွေပဲ။ကဲနန်းတွင်ကိုသွားကြရအောင်။တီရာခင်ကနန်းတော်တွေကိုဝင်သွားလိုက်ပြီးအကျိုးအကြောင်းပြောပြလိုက်တယ်။အိုးမင်းတို့ကမသိကြဘူးလား။ဒီကလေး၃ယောက်ကရောအိုးဘာတွေဖြစ်ကုန်ပြီလဲ။မင်းတို့ဘာညင်းအောင်မလဲ။ငါရဲ့သားသမီးတွေကိုရင်းနဲ့မျောပြီးငါ့ကိုတင်းငုတ်တူပါလို့လိန်ခဲ့တယ်။မင်းတို့အလှဲ့ပဲ။ငါမင်းတို့ကိုမြေမြုပ်ပြင်မယ်။မလုပ်ပါနဲ့ငါတို့မတက်ပါနဲ့နော်အားလုံးကအကြောက်လန့်ကုန်ကြပါတယ်ဘရင်ကြီးလည်းအမိန်ထုတ်လိုက်တယ်ကဲရဲမတ်တွေဖမ်းသွားလိုက်ကြစမ်းငါ့ကိုတက်စာဖောက်ကြတယ်အမြတ်ဖမ်းစီဒီလိုနဲ့မိဖုရားကြီးနဲ့လူစုကိုဖမ်းခေါ်သွားပြီးအရှင်လက်လက်မေမြုပ်တက်ပြစ်လိုက်ကြပါတယ်သူတို့၃ယောက်ကတော့အပြစ်ကိုပြန်ခံခဲ့ကြရပါတယ်ဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါပြီမကြခင်မှာလည်းအခုထက်ကောင်းတဲ့ဇလန်းလေးတွေနဲ့တူတူပြန်လာခဲ့ဦးမှာမို့ဆောင်းမြောက်အားပေးကြပါအောင်နော်အသက်တနိုင်အမြဲတရအောင်လေ channel လေးကို subscribe နှိပ်ပေးခဲ့ကြပါအောင်ရှင်။ကေတာဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါအောင်မေရှင်။